Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့စပိန်နှစ်ယောက်စီးလို့ရတဲ့ဟာလေးကို YouTube ပေါ်ကနေပြီးတော့ Sakura Scooping ဆိုတဲ့ကောင်မလေးစီကနေပြီးတော့ကြည့်ထားတာလေးလုပ်ကြည့်ပါမယ်နော်တကယ်ဟုတ်မဟုတ်ပါနားလေးမှလုပ်ပါမယ်ခဏနော်ဝိုင်းပြောင်းပါမယ်ဝိုင်းအင်းကြီးရလဲစိတ်ညစ်ထိတ်ပိတ်ရောက်တာကောင်မလေးစပင်ကိုပဲရင်ရှူထားလိုက်မယ်နော်နိုင်ပါနော်သူအမရပြန်ခဏလေးစောဟပ်ပါဦးတူမဟုတ်မြန်လေးလောက်ရမယ်လို့ပြောရပါတော့သူအရင် Grandis လုပ်ပြီးမှာပါရပါနော်ဘာဘလို့လဲစားတယ်ဟာဘလို့လဲရှိုက်ပါနော်ခဲရပြီဆိုရင်တော့ကဲပါနော်ဒါလေးကိုနှိပ်လိုက်ပါဘောနော်ပြီးတော့အလယ်ကဟိုဟာ NPC ဆိုဒါလေးကိုနှိပ်ရလားမသိဘူးဘောနော်ခဏလေးစောင်းပေးပါဟုတ်ပါအဲ့ဒီဒါလေးကိုနှိပ်ဘယ်လိုလဲဟုတ်ပါနော်မာနေပြန်ပါပြီမာနေပြီပေါ့ခဏလေးဟုတ်အိုးဟိုမင်းတော့ကြရောခဏပါနော်မရဘူးစားရကွာဘလို့လဲလိုပဲတော့တော့မလားလားဆိုကောင်မလေးပြောင်းလိုက်ပေါ့နော်အဲ့ကောင်No ညပါဦးရှင်ရမယ်ရဒီလိုပဲရပါတယ်လုပ်ပေးကြပါဦးနော်အားလုံးပဲမကြည့်လို့ပါဒီချာချာရှင်းရှင်းနဲ့ဖြစ်အောင်လုပ်ပြပေးပါ Bye bye ဒီက channel ကို like subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့ Bye bye